internet လေး wifi လေး computer လေးလောက်ရှိနေအောင်လည်းကျွန်တော်တို့ကိုဒီ IT field ရဲ့ဝင်ပြီးတော့လစာကောင်းတဲ့အလုပ်ကိုလုပ်လို့ရပြီပေါ့နော်အားလုံးပဲမင်္ဂလာပါ MC1 ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဒီ MC1 ရဲ့ creative ဘိုင်းနဲ့ဒီ digital ဘိုင်းမှာလှုပ်ဆောင်နေတဲ့ကိုဆန်ရှိဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ IT industry ထဲမှာ CDO position နဲ့လောက်ကိုင်နေပြီးတော့ဒီကျွန်တော်တို့မြန်မာ cyber U MC1 ရဲ့ founder လည်းဖြစ်တဲ့ကိုအောင်မြတ်မိုးပဲဖြစ်ပါတယ်ဒီမှာတော့ဗောကျွန်တော်တို့ဒီကုလက်ရှိ IT industry ထဲမှာ trend ဖြစ်နေတဲ့ဟာလေးတွေရယ်ပြီးတော့ကျွန်တော်တို့ MC1 ရဲ့ချက်ပေါက်မှာအမေးများနေတဲ့မိကုန်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ဒီကကျွန်တော်တို့ရဲ့ founder ကိုအောင်မြတ်မိုးနဲ့ကျွန်တော်တို့ discussion လေးကျွန်တော်လုပ်သွားမယ့် video လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးမေးခွန်းအနေနဲ့ပေါ့နော်ကျွန်တော်ဒီ MC1 မှာအမေးအများဆုံးလည်းဖြစ်တယ်သူတို့ကနီးပညာလေးစိတ်ဝင်စားတယ်ဒီ IT field ကိုလည်းဝင်ကျင်တယ်ဒါပေမဲ့သူတို့အနေနဲ့ဝင်သင့်မဝင်သင့်ပြီးတော့ဘလို့လမ်းကြောင်းလေးတွေရှိရဲဆိုတာကိုဒါအကိုအနေနဲ့ပေါ့နော်အကိုရဲ့အတွေ့အကြုံတွေကတစ်ချက် sharing လုပ်ပေးပါဦးဒီ IT career တွေကိုဝင်ကျင်နေပေါ့နော်ဒီចောင်းသားတွေရှိမယ်ကျွန်တော်တို့အပြင်မှာတခြား career change နေတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့သူတို့တက်ကတော့လမ်းကြောင်းတွေအများကြီးရှိတယ်ဘာလို့လဲဆိုတော့ဒီ IT field တွေကိုဝင်လာဆိုတော့သူတို့အတွက် front end developer လုပ်မလား back end developer လုပ်မလား full stack developer လုပ်မလားစသဖြင့်ပေါ့နော် career pathway အများကြီးရှိတယ်အဲ့တော့အခုခေတ်ဆိုရင်ပို့တောင်လွယ်တယ်ဗျာကျွန်တော်တို့ internet ရနေပြီဆိုတော့အိမ်မှာနေရင်းနဲ့လွယ်လွယ်ကိုအိမ်မှာစာကြည့်လို့ရနေ YouTube လည်းရှိတယ်ကျွန်တော် Coursera လိုမျိုး free ရတဲ့နေရာတွေရှိတယ်ဆိုတော့ကျွန်တော်တို့လွယ်လွယ်ကိုတင်လို့ရနေဖြစ်တာကြောင့် IT career ရဲ့ဝင်ဖို့အရင်မခက်တော့ internet လေး wifi လေး computer လေးလောက်ရှိနေအောင်လည်းကျွန်တော်တို့ကိုဒီ IT field ရဲ့ဝင်ပြီးတော့လစာကောင်းတဲ့အလုပ်ကိုလုပ်လို့ရပြီပေါ့နော်နောက်ထပ်မေးခွန်းတစ်ခုပေါ့နော်ဒါလည်းကျွန်တော် MC1 မှာတော်တော်များများလာမေးကြတဲ့မေးခွန်းတစ်ခုပဲအဲ့ဒါတော့သူတို့ဒီ web developer ဖြစ်ချင်တယ်ပေါ့ဒီ Aniki web developer ဖြစ်ချင်တယ်ဒါပေမဲ့ web developer မှာလည်းကျွန်တော်သိတဲ့အတိုင်း front နဲ့ back end အပိုင်းလည်းရှိတယ်ဆိုတော့သူတို့အနေနဲ့ဘယ်ဘိုင်းကိုရွေးရမလဲဆိုတာနည်းနည်းလေး confuse ဖြစ်နေတယ်ပြီးတော့အချိန်ဘယ်လောက်ပေးရမလဲဒီလေ့လာတဲ့အခါမှာပေါ့နော်အဲ့ဒီမေးခွန်းကိုပတ်သက်ပြီးတော့ဒါဝေဝါးတဲ့ဟာပဲဒီနည်းပညာတွေမှာဆို beginner တွေအနေနဲ့အဲ့ဟာနဲ့ပတ်သက်ပြီးတော့အကူအမြင်လေးတစ်ချက်ပြပြပေးပါဦးအဲ့တော့ဒီ front end ဖြစ်ဖြစ် back end ဖြစ်ပေါ့နော် beginner တွေနဲ့ဘယ်ဟာပဲဖြစ်ဖြစ်ကိုယ့်အတွက်အဆင်ပြေတာနဲ့အရင်စတင်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့front end ဆိုတဲ့ဒီ front end နဲ့ပတ်သက်တဲ့နည်းပညာတွေအများကြီးရှိတယ် back end ဆိုတဲ့အဲ့လိုပဲထုံးနည်း၎င်းပဲပေါ့နော်အများကြီးပဲရှိတယ်အဲ့တော့ဘယ်ဟာကိုပဲစကိုယ့်အတွက်နည်းနည်းပို့ပြီး flexible ဖြစ်တဲ့ဟာမျိုးနဲ့စတင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဘာကိုပို့ပြီး suggest လုပ်ချင်လဲဆိုတော့ဒီ website တွေရေးတဲ့အခါမှာဆိုကျွန်တော် front end ကိုသုံးတယ်ဗျာအဲ့တော့ပို့ပြီးတော့ complex ဖြစ်တဲ့ website တွေရေးကြည့်နေဆိုရင်တော့ back end ပို့ပြီးတော့လိုအပ်တယ်အဲ့တော့ front end ရော back end ရောဆိုရင်ကျွန်တော်တို့နှစ်ခုလုံးနဲ့မှဒီကိုယ့်အတွက်အရင်ဆုံးလွယ်မဲ့ဟာအရင်ဆုံး landing လုပ်ပြီးတော့လို့ရှိရင်ဘာကိုလေ့လာသင်လဲဆိုတော့ကျွန်တော်တို့ back end ကိုမဖြစ်မနေလေ့လာသင်တယ်အဲ့လိုပဲ back end ကိုလေ့လာတဲ့သူတည်တယ် front end ကိုနောက်ကျလေ့လာရမယ်အဲ့တော့ဒီလိုမျိုးလေ့လာမှသာလေကိုကနောက်ပိုင်းကျ full stack developer တယောက်ဖြစ်လာပြီးတော့ဒီ IT industry ထဲမှာဆိုရင်အလုပ်ကိုင်ပုံများတဲ့ full stack developer အခွင့်အရေးတွေကိုရမှာပေါ့နော်နောက်ပိုင်းကိုကဒီ job hunting လုပ်တာမျိုးတွေထားပါတော့ကျွန်တော်တို့အလုပ်ရှာတဲ့အခါမျိုးတွေဆိုရင်ပို့ပြီးတော့လည်းလွယ်မယ်တခုတည်းကို service တက်နေတာဆိုတာတဲ့နှစ်ခုလုံးတက်တာပို့ပြီးတော့အလုပ်ကိုင်ခွင့်ရအတွက်လည်းများတယ်လို့မလုပ်ရနိုင်ပါဘူးနေများတယ်ပေါ့နော်နောက်ထပ် point of view တစ်ခုအနေနဲ့သူကအချိန်ဘယ်လောက်ပေးရမလဲဆိုတဲ့ဟာဒီ foundation အနေနဲ့ပေါ့နော်ဒီ language တစ်ခုအနေနဲ့အချိန်ဘယ်လောက်ပေးရမလဲဆိုတဲ့ဟာကိုတစ်ချက်ပြောပေးပါအဲ့တော့ဒီ beginner တွေအနေနဲ့ကတော့ဒီ foundation နဲ့ပေါ့နော်အခုမှထားပါတော့ web foundation ဖြစ် programming foundation ဖြစ်ပေါ့နော်တခုကိုသူတို့ landing လုပ်မယ်ဆိုရင်တော့အနည်းဆုံးကျွန်တော်2ပတ်3ပတ်လောက်ဆိုရင်သူတို့ landing လုပ်လို့ရတယ်အဲ့တော့ programming basic ကိုပြောချင်တာပေါ့နော်အဲ့တော့ဒီပုံမှန် beginner newbie ဆိုရင်တော့ကျွန်တော်တို့2လပတ်ဝန်းကျင်လောက်ကိုတိတိကျကျလေးလေ့လာမယ်ဆိုရင်ကျွန်တော်တို့တက်မြောက်သွားတဲ့အထိပေါ့နော် profession ဖြစ်မဲ့အထိကိုကျွန်တော်တို့ landing လုပ်လို့ရတယ်နောက်ပိုင်းကျရင်တော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ခက်တာတွေလေ့လာပြရတယ်ပေါ့နော်အဲ့တော့အဓိကကတော့ foundation ပိုင်နိုင်မှုလို့တာဆိုတော့ foundation ကတော့2လလောက်အချိန်ပေးတယ်ဆိုရင်တော့ကောင်းကောင်းမွန်တက်မြောက်သွားမှာပေါ့နော်ဒါဒီမေးခွန်းထဲမှာသူက web developer ဆိုတော့ကျွန်တော်တို့ဒီ web foundation နဲ့ပဲပြောလိုက်မယ်ပေါ့နော်ဒီ web foundation ကျွန်တော် front end မှာဆိုရင်ကျွန်တော် HTML CSS ရှိမယ်ပြီးတော့ကျွန်တော် language အနေနဲ့ဆိုရင်ကျွန်တော် JavaScript ရှိမယ်ဒီသုံးခုဒါအကိုအနေနဲ့2လလောက်ပေါ့နော်2လလောက်ကို scale နဲ့ landing မြန်နေဆိုရင်2လလောက်နဲ့အဆင်ပြေတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်တယ်ဒီကကြတော့ကိုယ့်ရဲ့ဒီ landing လုပ်တဲ့ style ပေါ့ဒီမဲ့ပြီးတော့ကိုဘလောက်ပေါ့တနေ့ကို landing လုပ်နိုင်မလဲပေါ့မူတည်ပြီးတော့ဒီ page ပေါ်မူတည်တယ်ပေါ့နော်ကို landing page ပေါ်မူတည်ပြီးတော့ဘလောက်ကြာမလဲတော့ပြောရဒါပေမဲ့အခြေခံအားဖြင့်တော့1လ2လပဲဒီတက်လည်းပိုမကြဘူးဒီတက်ပိုကြတယ်ဆိုရင်တော့ဒါ procrastination ဖြစ်တာတော့ဘာလို့ကြောင့်လဲဖြစ်နိုင်တယ်ဒါပေမဲ့ပုံမှန်အားဖြင့်တတိကျတနေ့ကို2နာရီလောက်လုပ်တယ်ဆိုရင်2လလောက်အတွင်းကိုကျွန်တော်တို့ဖြစ်မြောက်ကိုဖြစ်တယ်တက်လဲတက်တယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်မေးခွန်းတစ်ခုတော့ဒါ programming language နဲ့ပတ်သက်ပြီးမေးရတဲ့ဟာလေးပေါ့သူအခုလက်ရှိကောဒီ local မှာကောပေါ့နော်ဒီကမှာလုံးမှာပေါ့အသုံးများနေတဲ့ PHP programming language ကိုလေသူက beginner အနေနဲ့သူကသင်ချင်တယ်သူလေ့လာချင်ဒါပေမဲ့သူ့အနေနဲ့ဗမာလေ့လာရမလဲပြီးတော့ဘယ်လိုလေ့လာရမလဲပြီးတော့လေ့လာပြီးရောအဲ့ PHP programming language ကိုသူဘယ်လိုအသုံးချမလဲဆိုတဲ့ပတ်သက်ပြီး
သူစဉ်းစားခက်နေရပေါ့နော်သူမသိသေးဘူးအဲ့လည်းပတ်သက်ပြီးအကိုတစ်ချက်ဖြစ်ပေးပါ အဲ့တော့ဒီ PHP ကကြတော့တကဘာလုံးမှာတုံးနေတာပေါ့နော်ဥပမာထားပါတော့ကျွန်တော်တို့ WordPress တွေဆိုရင် PHP နဲ့ပဲရေးတာဗျာ website အခုတော်တော်များများမြင်နေရတဲ့ website တွေဥပမာကျွန်တော်တို့အခုကျွန်တော်တို့တုံးနေတဲ့ Facebook ကြီးတောင်မှ PHP နဲ့ရေးထားခဲ့တာဗျာအဲ့လိုဆိုတော့ PHP ကတကဘာလုံးမှာရော local မှာရောအသုံးများတဲ့ language လို့ပြောလို့ရတယ်အဲ့တော့ဒီ beginner တွေအတွက်လည်း PHP ကလောလောကူကူလေးလာလို့ရတယ်သူက syntax တွေပေါ့နော်အဓိကရေးထုံးတွေကအရန်လွယ်တယ်အဲ့တော့အခုမှ programming စကျင်တဲ့သူတွေဆိုရင်လည်း PHP ကို landing လုပ်လို့ရတယ်အဲ့တော့ PHP မှာဒီရိုးရိုးတန်းတန်းနေမဟုတ်ဘူးเนาะ PHP ကြီးရေးလို့ရတာမဟုတ်ဘူးသူမှာ framework တွေရှိတယ် Laravel လိုမျိုး code igniter လိုမျိုး KPAB လိုမျိုး framework တွေအများကြီးရှိတယ်အတင်းမှာ Laravel လိုမျိုးပို့ပြီးတော့ flexible ဖြစ်ပြီးတော့ဒီ beginner တွေရော senior developer တွေရောလွယ်လွယ်ကူကူပေါ့เนาะလေးလာပြီးရ framework မျိုးတွေလည်းရှိတယ်အဲ့တော့ PHP ကိုလေးလာမယ်ဆိုကျွန်တော်တို့ job opportunity ကလည်းပိုများတယ် chance အများများတယ်အခုမြန်မာနိုင်ငံမှာဆိုလည်းအများကြီးပဲအဲ့တော့ PHP ကိုနားလေတက်ကြွထားတယ်ဆိုရင်ကျွန်တော်တို့ကဘယ်ကိုသွားလို့ရဆိုဂျပန်သွားမလားဒီတခြား VN သွားမလားထိုင်းသွားမလားအဆင်ပြေတယ်ဂျပန်မှာဆိုရင်လည်း demand အများကြီးလိုတယ်ပေါ့နော်အလောက်ကန် content တွေအများကြီးလိုတာဆိုတော့ဒီ PHP ကိုကျွန်တော်တို့ landing လုပ်တယ်ဆိုရင်ပို့ပြီးတော့တော်တော်ကို landing လုပ်လို့ရတယ်အဲ့တော့ဒီ PHP ကို landing လုပ်တာကပို့ပြီးတော့လွယ်ချင်တယ်ဆိုရင်ကျွန်တော်တို့ MCY မှာလည်းကျွန်တော်တို့ PHP foundation course ဖွင့်ထားတာရှိတယ် programming basic ကနေပြီးကျွန်တော်တို့နောက်ကိုကကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်ဒီ real life project တစ်ခုခုကို create လုပ်နိုင်တဲ့အထိကျွန်တော်တို့ကဟိုသင်ကြားပေးတာပေါ့နော်အဲ့တော့ဟို industry experience ရှိတဲ့ဆရာတွေနဲ့လည်းသင်ပေးတာဖြစ်တာကြောင့်မလို့ဒီ MCI မှာလည်းကျွန်တော်တို့ PHP သင်တန်းကိုလာပြီးတော့တက်လို့ရတယ်အဲ့တော့ PHP သင်တန်းမှာကျွန်တော်တို့ကသူများတွေတက်ပို့ပြီးတော့ဟိုအခြေခံပို့ကောင်းအောင်ရောကျွန်တော်တို့နောက်ပိုင်းကိုကဟိုဆက်ပြီးတော့သင်တန်းမတက်ဘဲနဲ့ landing လုပ်လို့ရအောင်ကျွန်တော်တို့က curriculum တေချာဆွဲပြီးတော့သင်ပေးထားတာပေါ့နော်အဲ့တော့ PHP ကိုတက်ထားမယ်ဆိုရင်တော့မြန်မာပြည်ထဲမှာလည်းအလုပ်ကအခွင့်အလမ်းမြန်ရတယ်ဥပမာ6လလောက် landing လုပ်ပြီးတော့လို့ရှိရင်နောက်ပိုင်းကျရင်လွယ်လွယ်ကူကူအလုပ်ရှာလို့ရမယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ opportunity တွေများတာဖြစ်တာကြောင့်လို့ PHP ကိုတော့ကျွန်တော်ကတော့ဟိုလေးလာဖို့ suggest လုပ်ချင်တယ်ပြီးတော့ဟို beginner တွေအနေနဲ့လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်လေးလာလို့ရတယ်ပေါ့နော် ကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ကဒီမေးခွန်းလေးပေါ့နော်ဒါအမေများဆုံးဟာလေးခါကျွန်တော်မေးပြီးခဲ့တာအကိုလည်းတေချာဖြည့်ပြအတွက်တကယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုအတွက်ကတော့ကျွန်တော် introduction မှာ beginner တွေနဲ့ trend ဖြစ်နေလဲဆိုတာရယ်ပြီးတော့အမေများနဲ့မေးခွန်းလေးတွေပါကိုကျွန်တော်တို့ပတ်သက်ပြီးတော့ကျွန်တော်ဖြေချပေးသွားရတယ်အဲ့တော့တခြားသောမေးချင်တဲ့မေးခွန်းလေးတွေရှင်လေကျွန်တော်ဒီ MC1 ရဲ့ page ချက်ပေါက်တော့၎င်းဒါမှမဟုတ်ဒီ video ရဲ့ဒီ comment ထဲမှာတော့၎င်းကျွန်တော်မေးသွားလို့ရတယ်ကျွန်တော်တို့နောက် video ထဲမှာလည်းဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ discussion တစ်ခုပေါ့နော်ကျွန်တော်နောက်ထပ် episode တစ်ခုကျွန်တော်ထပ်ပြီးလုပ်ပေးဖို့ရှိပါတယ်အဲ့တော့ဒီနေ့တော့အကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ပါကျေးဇူးပါ ကျေးဇူးပါ